ကျွန်တော်တခုပြောပြမယ်ဗျာကျွန်တော်တို့ဒီ2019ပေါ့နော်2019ပတ်ချာလည်မှာဒေါ်လာဈေးကမြန်မာငွေနဲ့တွက်မယ်ဆိုရင်1450 something ပေါ့နော်အဲ့ချိန်မှာဒေါ်နိုစီတပူစီတီမတ်မှာရှိတဲ့ဒေါ်နိုစီတပူရဲ့တန်ဖိုးက900ကျပ်ပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုနဲ့ကိုဗစ်ကာလရောက်လာတဲ့အချိန်ကိုဗစ်ကာလပတ်ချာလည်ရောက်တဲ့အချိန်မှာဒေါ်နိုစီတပူရဲ့စီတီမတ်ကတန်ဖိုးက1100လောက်ဖြစ်သွားတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကျွန်တော်တို့2024ပေါ့နော်2024ကျွန်တော်မျိုးသမီးနဲ့ဗီယက်နမ်နဲ့ကမ်ဘောဒီးယားအလဲသွားတော့ကမ်ဘောဒီးယားမှာတော့ကျွန်တော်မကြည့်ခဲ့မိဘူးဗီယက်နမ်မှာကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော်ဗီယက်နမ်မှာဒေါ်နိုစီတပူရဲ့ဈေးကိုကျွန်တော်ကြည့်ခဲ့တယ်ပြန်လာပြီးမကြောက်ဘူးနောက်တစ်လလောက်မှာကျွန်တော်ဘရူနိုင်းကိုတလဲထပ်သွားတယ်ပေါ့နော်သွားတော့ဘရူနိုင်းမှာလည်းကျွန်တော်ဒေါ်နိုစီတပူရဲ့တန်ဖိုးကိုကျွန်တော်ကြည့်ရတယ်တန်ဖိုးပေါ့နော်ကြည့်လိုက်တော့ကြည့်ပြီးကျွန်တော်မြန်မာနိုင်ငံပြန်ရောက်တော့ရန်ကုန်ပြန်ရောက်တော့စီတီမတ်မှာဒေါ်နိုစီဘူးတပူဘယ်လောက်လဲဆိုတော့ပြန်ကြည့်တော့2850ကျပ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကြည့်ခဲ့တဲ့ဒီဘရူနိုင်းနဲ့ဗီယက်နမ်မှာကြည့်ခဲ့တဲ့ဒေါ်နိုစီဘူးရဲ့တန်ဖိုးကိုမြန်မာငွေနဲ့တွက်လဲကျွန်တော်တို့အတူတူပဲဆိုတာကျွန်တော်သွားတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနှစ်2025ကျွန်တော်မကြသေးခင်ကမှရန်ကုန်ကနေပြီးတော့ထိုင်းမှာသွားလဲတယ်ပေါ့နော်ဆိုတော့ထိုင်းမှာကျွန်တော်တစ်ချက်ဒေါ်နိုစီဘူးရဲ့ဈေးကိုကျွန်တော်တစ်ချက်ကြည့်တယ်ပြီးတော့ကျွန်တော်စာလုံးရောက်တယ်ပြီးတော့ကျွန်တော်အင်ဒိုနီးရှားအလဲသွားတယ်အဲ့တော့ဒီနှစ်မှာထိုင်းရယ်စင်ကာပူရယ်အင်ဒိုနီးရှားရယ်ဒီ၃နိုင်ငံကဒေါ်နိုစီဘူးရဲ့ဈေးနှုန်းကိုကျွန်တော်မြန်မာငွေနဲ့ပြန်တွက်ကြည့်တော့3400အဲ့တော့3400ဆွန်လဲနည်းနည်းပဲဆွန်မယ်ဗျပြားပဲဆွန်မယ်အဲ့တော့ကျွန်တော်တို့မြန်မာမှာအခု2025ဒေါ်နိုစီဘူးတပူစီတီမတ်မှာကြည့်လိုက်ပါကျွန်တော်တို့3400ပဲပေါ့နော်အဲ့တော့ဆိုလိုတာပါလဲဆိုတော့ဒီ international pricing နိုင်ငံတကာကုန်ဈေးနှုန်းတွေကconstant ဖြစ်တယ်ပေါ့နော်တည်ငြိမ်တယ်အတက်အကျအဲ့လောက်ကြီးမကျန်းဘူးပစ္စည်းတစ်ခုရဲ့တန်ဖိုးသည်ဒီအရှေ့တောင်အာရှနိုင်ငံအများစုမှာဒီနိုင်ငံမှာဒီဈေးဆိုရင်ဟိုနိုင်ငံမှာလည်းဒီဈေးပဲအပြောင်းလဲမရှိဘူးအဓိကပြောင်းလဲသွားတာကကျွန်တော်တို့ရဲ့ငွေဈေးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာ currency ဒီမြန်မာငွေကြေးဒီကျွန်တော်တို့နိုင်ငံတကာမှာတန်ဖိုးကျသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဈေးတက်တယ်လို့ထင်ရတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာဆိုရင်များသောအားဖြင့်ကုန်ဈေးနှုန်းတက်တယ်တကယ်ကကုန်ဈေးနှုန်းကမတက်ပါဘူးကုန်ဈေးနှုန်းကသူ့ဘာသာသူရှိနေတာပေါ့နော်အတီးတကျနိုင်ငံတကာမှာအတီးကျသွားနေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ငွေဈေးတန်ဖိုးငွေဈေးပေါ့နော်ငွေကြေးတန်ဖိုးကထိုးကျသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးနှုန်းတက်တရောင်ကျွန်တော်တို့ကထင်ရတာဖြစ်ပါတယ်ဗျာနော်တကယ်တော့ကျွန်တော်တို့ဈေးနှုန်းမတက်ပါဘူးအဲ့တော့ကျွန်တော်ဒီ project ဒါအတူချုပ်ဒီဒေါ်နိုစီဘူးပဲအတူချုပ်ပြောတာပေါ့နော်မိုင်လိုဆိုလဲထုံနေတူစွာပါပဲဗျာနော်အဲ့တော့ကျွန်တော်တို့ဒီဆဆချင်းပေါ့နော်ခုစဖြစ်ကာလမှာကျွန်တော်တို့ဒေါ်လာငွေနဲ့ပတ်သက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုပြောကြတာရှိတယ်ပေါ့နော်ဆိုတော့ဒေါ်လာဈေးတွေတက်တယ်နောက်နိုင်ငံတကာကဝယ်စားတယ်ချိစေမစားနဲ့ကျွန်တော်တို့ပြည်တွင်းထုတ်ကုန်ပဲစားပေါ့နော်ဥပမာဆန်ပေါ့နော်ဆန်ပဲစားပေါ့โอเคကျွန်တော်တို့ဆန်ပဲစားတယ်ပေါ့နော်အဲ့တော့ဆန်တီလဲကျွန်တော်တို့ဒေါ်လာနဲ့မဝယ်ရဘူးဆိုပြီးတော့ကျွန်တော်တို့ဒီတိုင်းထင်ပြီးတော့စားလို့မရဘူးပေါ့နော်တဖြည်းဖြည်းအားလုံးတည်းအတိုင်းဆန်ဈေးနှုန်းတွေလည်းတဖြည်းဖြည်းတက်လာတာပဲလေအဲ့တော့ဘာကြောင့်ဆန်ဈေးနှုန်းတက်လဲဆိုတော့တရားလူတွေလည်းသိပြီးသားပါကျွန်တော်တို့နိုင်ငံမှာကဒီပစ္စည်းတစ်ခုကိုထုတ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ raw material ဒီစပါးစိုက်ခင်းကနေပြီးတော့စံတစည်းဖြစ်လာအောင်ထိကျွန်တော်တို့
ပြည်ရင်းထဲမှာကျွန်တော်တို့ပြည်ရင်းထဲမှာလှုပ်လို့ရတဲ့အရာပေါ့နော်လှုပ်လို့ရတဲ့ပြည်ရင်းတစ်ခုထဲမှာကျွန်တော်တို့နိုင်ငံတစ်နိုင်ငံဘယ်သူမှဘယ်နိုင်ငံမှအားကိုးစရာမလိုဘူးဆိုတဲ့အနေအထားမျိုးနဲ့လှုပ်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးကရှားပါတယ်เนาะဆိုတော့တစ်ခုမဟုတ်တစ်ခုကျွန်တော်တို့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးပေါ့နော်ဆန်ဆိုလို့ရှိရင်လည်းစဘာကနေဆန်အထိဖြစ်လာဖို့เนาะဆိုတော့စားသုံးသူတွေလက်ထဲထိရောက်အောင်စားသုံးသူအိမ်ထိရောက်အောင်စားသုံးသူပါဇက်ဝါထိရောက်အောင်ဖြစ်လာတဲ့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာကျွန်တော်ပြပနေပြီးတော့အထိုက်အလျောက်ဝယ်ယူတင်သွင်းရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ကုန်စည်နှုန်းကကျွန်တော်တို့တက်တာပါပဲဗျာเนาะဆိုတော့ဟိုရန်ကုန်မှာနေတဲ့စကားနဲ့ပြောမှဆိုရင်ကုန်စည်နှုန်းကတက်တာပါပဲပေါ့เนาะဆိုတော့cheese စားလဲဒီဈေးပဲပေါ့เนาะဆန်စားလဲကျွန်တော်တို့ဈေးကတက်တာပဲပေါ့เนาะအဲ့တော့တကယ်တမ်းကအဓိကကျွန်တော်တို့ဒီ international pricing နဲ့ချိန်ညှိဖို့အတွက်ကကျွန်တော်တို့နိုင်ငံစီးပွားရေးကောင်းမှရမယ်ပေါ့နော်ဆိုတော့စီးပွားရေးမကောင်းသေးရတော့ကျွန်တော်တို့လူမျိုးတွေဒီကုန်စည်နှုန်းကြီးမြင့်ပါတယ်ဆိုတော့တန်ကိုငွေကြေးတန်ဖိုးကျတာပေါ့နော်ငွေကြေးတန်ဖိုးကျတဲ့တန်ကိုကျွန်တော်တို့ခံကြရအောင်ပါပဲဖြစ်ပါတယ်ဗျာနော်အားလေးပြောချင်တာ